Okay မင်္ဂလာပါဒီဟာခုရှင်းပြမှာတော့ဒီယူရခိရှောဟိုပြီးတော့တဲ့ link ပေါ့နော်ဒီကျွန်တော်ပို့တဲ့ link ကနေတော့ဒီယူရခိရှောလုပ်လို့ရတယ်ပေါ့နော်အဲ browser လောက်ရမှာကဒီဘာမှမလုပ်ခင်မှာအရင်ဆုံး browser ကိုအရင်ဆုံး browser နေဖွင့်ရမယ်နော်ဒီ open external browser ဆိုတဲ့နေချင်နေပြီးတော့မြန်မာဆိုတော့ရွေးပေးတယ်နော်ဒီ browser ရောက်လာလို့ရှိရင်မြန်မာဆိုတော့ရွေးပြီးဒီစတင်ဆိုတဲ့ဟာကိုနှိပ်ပေးပါနော်ပြီးလို့ရှိရင်ဒီဓာတ်ပုံနေရာမှာကိုယ့်ရဲ့ဒီဓာတ်ပုံဒီ license ဓာတ်ပုံဒီဟိုဓာတ်ထည့်ပေးပါနော်ပြီးလို့ရှိရင်ဒီရှေ့ဆိုတဲ့ဟာကိုနှိပ်ပေးပြီးလို့ရှိရင်ဒီမှာဇာတိကအရှေ့အနောက်ကိုရွေးပေးပါနော် file ကိုယ့်ရဲ့ဇာတိကပုံရှေ့ရဲ့အနောက်ရဲ့ပုံပေါ်တစ်ခုရွေးပေးပါနော်ပြီးလို့ရှိရင်ရှေ့ကိုနှိပ်ပေးပါဒါတော့เนาะဒါဒီကိုယ့်လက်မှတ်တွေပေါ့နော်ဒီခိုင်ကောလက်မှတ်တို့အောင် JPT အောင်လက်မှတ်တို့ဒီကင်းတို့အောင်လက်မှတ်တို့ကိုယ်မှရှိတဲ့လက်မှတ်တွေဘာပဲဖြစ်အကုန်လုံးထည့်ပေးလို့ရတယ်เนาะအကုန်လုံးထည့်ပေးပေါ့နော်ကိုယ်မှရှိအောင်လက်မှတ်တွေအားလုံးဒီရှီတဲရှောတွေအားစားပေါ့နော်ပြီးလို့ရှိရင်ဒီရှေ့ဆိုနေပြီဒီညမှာနာမည်ကိုခဏခဏနဲ့ရေးပြီးပါနော်နာမည်ခဏခဏရေးပြီးတော့ပြီးလို့ရှိရင်ရှေ့နေပြီပေါ့နော်ဒီညမှာကျတော့နာမည်အင်္ဂလိပ်လိုအကြီးနဲ့အကုန်လုံးအကြီးနဲ့ရေးပြီးပေါ့နော်ပြီးလို့ရှိရင်ရှေ့နေဒီညမှာတော့မွေးနေ့ထည့်ပြီးပေါ့နော်မွေးတက်တဲ့လနေ့နေ့ရလရရက်ရပေါ့နော်ပြီးလို့ရှိရင်ရှေ့နေပြီပြီးဒီညမှာတော့ကြားမရေးပြီးပေါ့နော်ကြားမပြီးလို့ရှိရင်ဒီညမှာကနိုင်ငံသားမြန်မာနိုင်ငံသားဆိုရင်မြန်မာဆိုပြီးတော့ရေးပြီးပေါ့နော်ခဏခဏနဲ့ရေးရတယ်အင်္ဂလိပ်လိုရေးလဲရတယ်ကြိုက်လို့ရေးလို့ရတယ်နော်အဲ့ပဲရှေ့ကိုနေပြီးဒီမှာကိုယ့်ရဲ့ဒီစာတိုက်နံပါတ်ကိုထည့်ပြီးပေါ့နော်ကိုယ့်ရဲ့အိမ်လေးစာတိုက်နံပါတ်ပြီးရင်ဒီမှာကိုယ့်အိမ်လေးစာထည့်ပြီးအိမ်လေးစာအကုန်လုံးအပြည့်စုံမရေးလဲရတယ်နော်တဝက်လောက်ထိပဲဒီအနောက်ကခဏန်းနေမပါလဲရအောင်နော်လေးစာခဏန်းနေထည့်ကြမလို့ဒီခန်းကြီးအဆုံးထိဆိုရရနော်ပြီးလို့ရှိရင်ရှေ့ကိုနှိပ်ပြီးဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရွေးပေးပါနော်ဖုန်းနံပါတ်ထည့်ပေးပါနော်ပြီးလို့ရှိရင်ရှေ့ဆိုနှိပ်ပြီးဒီမှာကိုယ့်ရဲ့ Gmail ထည့်ပေးပါနော်မရှိရင်လည်းမထည့်လဲကြော်သွားလို့ရတယ်နော်ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဇိုင်းတူရှိကကုကိုကနော်တုတ်တက်ကစတိုးလားတုတ်တက်ကြီးနိုးလားဆိုတော့ရေးပေးပါနော်ပြီးရှေ့နေပြီးတော့ကိုယ့်ရဲ့ဒီဇိုင်းကဇာတိကိုတက်တန်ကုန်မဲ့ရက်ဆိုတော့ရေးပြီးပေါ့နော်ဒိတ်ရက်ဆွဲပေါ့ကုန်မဲ့တက်တန်ကုန်မဲ့ရက်ဆွဲပေါ့နော်ပြင်ရှင်းနေပြီဒီညမှာအင်းတော့ရှိမရှိရွေးပြီးပေါ့နော်ပြင်ဒီမှာမိကိုတူရှိမရှိဆိုတော့ရွေးပြီးပေါ့နော်ပြင်ပြီးရင်ဒီညမှာတခုအရေးကြီးတာကကိုယ့်ရဲ့မြန်မာပြည်မှာရောဂျပန်မှာတက်ခဲ့တဲ့အကြောင်းတွေအားလုံးထည့်ပေးရတယ်ပေါ့နော်ဥပမာအပြင်2015မှာဒီလပိုင်းမှာကျောင်းပြီး2015 3လပိုင်းကနေ2019ပဲထားပါတော့2019ဒီလပိုင်းထိကဟောပေါ့နော်အထက်တန်းကျောင်းနေစထည့်ပြီပေါ့နော်အထက်တန်းကျောင်းကဘယ်နှခုနဲ့ဘယ်နှခုအထက်တန်းကျောင်းပြီးတယ်ပြီးရင်တက္ကသိုလ်တက်ခဲ့တဲ့နော်ဒီမှာတက္ကသိုလ်တက်ခဲ့တယ်ဆိုရင်တက္ကသိုလ်မပြီးဘူးဆိုတော့တက္ကသိုလ်ကျောင်းမပြီးဘူးဆိုရင်လည်းတော့ဘယ်နှခုနဲ့ဘယ်နှခုနှစ်ထိတက်ခဲ့ပါတယ်ဆိုတာတော့တက်ပြထုတ်ခဲ့ဆိုရင်တော့တက်ပြဟောင်းထည့်ပြီပေါ့နော်တက်ခဲ့တဲ့နေ့ရက်ရယ်နေ့ရလရယ်ပေါ့နော်အဓိကတော့နေ့ရလထည့်ပြီးတော့ထပ်ထည့်ရမယ့်ဟာထပ်ထည့်ရမယ့်အကြောင်းတွေဒီထပ်ထည့်ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ထည့်ပါလို့ရနော်ထပ်ထည့်ဆိုတဲ့ဟာမြန်မာပြည်မှာတက်ခဲ့တဲ့အကြောင်းကိုဂျပန်မှာတက်ခဲ့တဲ့အကြောင်းရှင်ဂျပန်တက်ခဲ့တဲ့အကြောင်းထည့်ပြီးပေါ့နော်မရှိရင်ထည့်ကြမလို့ပေါ့နော်အကိမြန်မာပြည်မှာကိုကအကြောင်းတက်ခဲ့ပြီးတော့ဒီဂျားထဲမှာဂျပန်မလာခင်ဒီအိမ်မှာပဲနေရမိဘကူညီရဆိုလို့ရှိရင်လည်းဘယ်နှခုကနေဘယ်နှခုဒီအိမ်မှာနေပြီးမိဘကူညီပါတယ်ဆိုတဲ့ဟာကိုထည့်ပြီးပေါ့နော်က
ဂျပန်လိုမီးတက်ဖို့ဆိုရင်မြန်မာလိုရေးသေးရတယ်နော်မြန်မာလိုထည့်ပေးသေးရတယ်နော်ကိုတို့ကတော့ကိုတို့ဟိုဟာလုပ်ပေးမယ်ဘာသာပြန်ပေးလို့ရတယ်ဆိုတော့ဒီပြီးလို့ရှိရင်ရှေ့ဆိုတော့နေပြီထည့်ပေးလို့ရှင်ဒီညမှာလဲခဏအတိုင်းပဲမြန်မာလောက်ခဲ့တဲ့အလုပ်ကိုင်းတွေရောဒီကျော်မှာလောက်ခဲ့တဲ့အလုပ်ကိုင်းတွေရောဘယ်နှခုကနေဘယ်နှခုနှစ်ထိဒီလောက်ခဲ့ပါတယ်ဆိုတဲ့ဟာကိုထည့်ပြရမယ်နော်ထပ်ထည့်ရမယ်ထပ်ပေါင်းထည့်ရမယ်ဟာဆိုဒီထပ်ထည့်ဆိုတဲ့ဟာနေပြီပေါ့နော်ထပ်ထည့်ဆိုတော့နေပြီတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဂျပန်မှာလောက်တာလားမြန်မာမှာလောက်တာလားဆိုတာကိုပြောရမှာနော်မြန်မာလောက်တယ်ဆိုရင်တော့ကျွန်တော်နိုင်ငံပေါ့နော်ဂျပန်မှာလောက်တယ်ဆိုရင်တော့ဂျပန်ပေါ့အခြားနိုင်ငံမှာလောက်တယ်ဆိုရင်အခြားနိုင်ငံထည့်ပေးလို့ရတယ်နော်ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်ထိလောက်ပါတယ်ဆိုတဲ့ဟာဒါဒီညမှာဆိုလို့ရှိရင်ဒါဥပမာပြပေါ့နော်2015ဒီလာပိုင်းနေ2016ဒီလာပိုင်းထိပါရင်ဒါဥပမာပေါ့နော်ထည့်သွားပြီးတော့လက်ရှိလုပ်နေတယ်ဆိုလို့ရှိရင်တော့2000ဘလောက်ကနေဟိုဒီမှာလက်ရှိဆိုတဲ့အောင်ထည့်ပြီနော်မြန်မာလိုရေးလိုက်ရတယ်ဂျပန်လိုရေးလိုက်ရတယ်နော်ကိစ္စမရှိပင်းရှေ့ကိုထည့်သွားရှေ့ကိုနေပြီဒီညမှာတော့လက်မှတ်တွေပေါ့နော်ဒီကိုမှရှိတဲ့ဒီရမောင်းလေးစင်လက်မှတ်တို့ဒါမှမဟုတ်တိုးဖြည့်ထားတဲ့လက်မှတ်တို့အမျိုးရှိရင်ထည့်ပေးလို့ရတယ်နော်မရှိဘူးရှင် JPD လက်မှတ်တို့ပါရင်မရှင်းကြော်ရှေ့ကိုနေပြီပေါ့ဒီညမှာတော့မချက်ပေါ့ကိုယ်ကျင်တဲ့ဟာကိုရေးပေးလို့ရတယ်ပေါ့နော်ကိုပြောချင်တဲ့ဟာကိုမှချွင်းချက်တစ်ခုပါညာရှိရလို့ဆိုတော့နော်အပင်တော့ဆုံးအတီးပြုဆွဲဟောင်းနေပြီပေါ့အားလုံးပြီးပြီဆိုလို့ရှိရင်ဒီမှာ email ကိုရွေးပြမယ် email ကဒီမြန်မာတန်းတို့ရှာမြန်မာတာဝန်ခံကဒီယူနန်ဒါမွန်ဆိုတဲ့တရားကိုကြောင့်မလို့ကျန်တဲ့အားတွေအမှန်ချက်ပြီးတော့သူတယောက်တည်းပဲအမှန်ချက်ထည့်ပြီးတော့ email ဆိုတဲ့ဟာကိုနှိပ်လိုက်ရင်ပြီးသွားပြီပေါ့နော်ကျေးဇူးတင်ပါတယ်အားလုံး